ပတ်မှာသာစကားရဲ့အခြေခံကိရိယာများနေဟွန်ကောနောခိဟွန်တေခိနာဒိုရှိအာဟုတွေ့သည်အာခေရုဖွင့်သည်ရှိမဲရုပိတ်သည်အာဆိုပုကစားသည်အတတမဲရုပူနွေးစေသည်အာဘိရုရေချိုးသည်အာယာမရုတောင်းပန်သည်အာရဟုစေးသည်အာရုခုလမ်းလျှောက်သည်အသမရုစုယုံသည်စုဝေးသည်အစုမဲရုစုဆောင်သည်ဣခုသွားသည်ခုရုလာသည်ဣရေရုထဲ့သည်ဥယေရုစိုက်ပျိုးသည်ဥတောက်တခြင်းဆိုသည်ဥရုရောင်းချသည်အိုခိရုအိယာထသည်နိုးသည်နေရုအိတ်သည်အိုခိုရုစိတ်ဆိုးသည်အိုရှိယေရုတင်ပေးသည်နာရဟုတင်ယူသည်အိုစုခလုတ်နှိပ်သည်တွန်းသည်အိုဒိုရုကသည်အိုယောဂုရေကူးသည်အိုရိရုဆင်းသည်အိုရုခောက်သည်အိုခိုရုဖြစ်ပွားသည်အိုချီရုပြုတ်ကျသည်အိုတုစုလွှတ်ချသည်အိုဝါရုပြီးဆုံးသည်အိုမို့တွေးထင်သည်ခောက်ဝဲသည်ခအေရုပြန်သည်ခအေရုပြောင်းလဲစေသည်ခဝါရုပြောင်းလဲသည်ခခုရေးသည်ခိရုဝိစင်သည်ခိရုဖြတ်သည်ခါစားရုအလှဆင်သည်ခါစုချေးငှားသည်ခါရိရု
ချေငှားယူသည်ခိခုနားထောင်သည်ခဲစုမိပိတ်သည်စုခဲရုမိဖွင့်သည်ခဲရုကန်သည်ခိုဘိုစုဖိတ်စင်သည်ခိုတရဲရုဖြေသည်ခိုဝါစုခွဲသည်ဖြက်စီးသည်ခိုဝါရဲရုဖြက်စီးခံရသည်ပျက်စီးသည်စာကားစုရှာဖွေသည်စံပူစုရုလမ်းလျှောက်သည်ရှိစုမွန်စုရုမေးသည်ရှိနုတေသုံးသည်ရှိရာဘဲရုရှာဖွေသည်စုအသက်ရှူသည်ဟာခုအသက်ရှူထုတ်သည်စုတဲရုအမိုက်စွန့်ပစ်သည်စုမှုနေထိုင်သည်စုဝါရုထိုင်သည်ရှုပါစစုရုထွက်ခွာသည်ဒုချခုစုရုဆိုက်ရောက်သည်တတဲရုတိဆောက်သည်တောက်ရဲရုပြူကြသည်လဲကြသည်တဆုခဲရုကူညီသည်တဲဆုထားဟုကူညီသည် Audio Jungle စုခုရုပြုလုပ်သည်တိုမာရုခဏတဲခိုသည်ဒိုရုရိုက်သည်တဆမတည့်ရက်သည်ဒါဘဲရုစားသည်ညူအင်းစုရုဆေးရုံတက်သည်တိုင်းအင်းစုရုဆေးရုံဆင်းသည်နာအိုရုနေပြန်ကောင်းလာသည်နာခုငိုသည်နာဂဲရုပြစ်ပေါက်သည်နာရမှုစိတ်ပူပန်သည်နီဂဲရုထွက်ပြေးသည်နုခုဆွဲထုတ်သည်နိုဘိုရုတောင်တက်သည်နိုမှုတောက်သည်ဂါမန်စုရုတီးခံသည်ဟာခုဝစ်စင်သည်
ဟာခိုပုတေယူသည်မသည်ဟာတာရခုအလုံးလုံးသည်ဟာရှိရုပြေးသည်ဟာနာစုစကားပြောသည်ဟီရုကောက်သည်ဟိုရုဒူးဖော်သည်ဖုခုလေမှုတ်သည်ဖုတိုရုဝါသည်ဘန်ကျော်စုရုလေလာသည်မာဇဲရုမွေသည်မဆဆောင်သည်မာဝါစုလှဲ့သည်မီရုကြည်သည်မန်ဆက်စုစုရုအင်တာဗျူးသည်မူဂုရုရေငုတ်သည်မူဆရှိသည်ကင်ဆောင်သည်ယခုကင်သည်ရာစုမှုအနားယူသည်ရာဆဲရုပိန်သည်ရာဘုရုစုပ်ဖြဲသည်ယူရဲရုလှုပ်သည်တုံခါသည်ယောကိုရဲရုညစ်ပေသည်ယောဘုခေါ်သည်ယောမှုဖတ်သည်လျောရီစုရုချက်ပြုတ်သည်ဝါစုရဲရုမေ့သည်ဝါတာရုဖြတ်ကူးသည်ဝါရဥရေမောသည်ဝါရုခွဲသည်ခိုဝါစုခွဲသည်ဖြက်စီးသည်အွန်တန်စုရုမောင်းနှင်သည်အွန်ဒိုစုရုလေ့ကျင့်ခန်းလုပ်သည်ခံကျူစုရုသူတေသနာလုပ်သည်ချူရှိစုရုရက်စဲသည်ပယ်ဖြတ်သည်အလွယ်တကူလေ့လာနိုင်စေရန်ကြိုးစားတင်ဆက်ထားခြင်းဖြစ်ပါရှင်ကျေးဇူးတင်ပါတယ်ရှင်